မုတ်ရီယာကြီးကဒီတိုင်းကြည့်လိုက်မယ်ဆိုရင်အေဂျင့်ပြီးတော့လှပပါတယ်ဒါပေမဲ့အဲ့ဒီအေဂျင့်နေတဲ့မျက်နှာပြင်ရဲ့အောက်မှာတော့အန်နီယယ်တွေစောင့်ကြိုလို့နေပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့တုတ္တလွင်ပြင် YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ပရိသတ်ကြီးကိုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကမ္ဘာမြေကြီးပေါ်ကသမုဒ္ဒရာကြီးရဲ့အောက်မှာဘလို့ထူးဆန်းအံ့ဩဖွယ်ရာတရားဝါတွေရှိနေတာလေအဲ့ဒီတရားဝါတွေကဘလောက်ထိအန်နီယယ်များပြီးတော့လူတွေကိုဘလောက်ထိအန်နီယယ်ပေးနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လူတွေကိုတည်စီနိုင်တဲ့တရားဝါတွေဟာဒီအောက်မှာအများပြားရှိပါတယ်သူတို့ဟာရေနံပိုင်းမှာပုံအောင်နေတတ်ကြပါတယ်ကြည့်လိုက်မယ်ဆိုရင်အန်နီယယ်မရှိဘူးထင်ရပေမဲ့အချိန်တို့အတွင်းတည်ဆုံးစေနိုင်လောက်အောင်အစိတ်ပြင်းကြပါတယ်ဒါဆိုရင်ကျောင်းအရာလေးကိုစတင်လိုက်အောင်ပထမဆုံးအနေနဲ့လူတွေကိုအန်နီယယ်ဖြစ်စေပြီးတော့ကြောက်စရာကောင်းတဲ့တရားဝါကတော့ box jellyfish လို့ခေါ်ပါတယ်ဒီကောင်လေးကိုရုပ်တရက်သိမမြင်နိုင်ပါဘူး box jellyfish ရဲ့ခန္ဓာကိုယ်ဟာဖောက်ထွင်းပြီးမြင်နိုင်တဲ့နွေးရဲ့သမုဒ္ဒရာကြီးထဲမှာတိတ်တိတ်ဆိတ်ဆိတ်နေသွားကြပါတယ်သူတို့ကိုဩစတြေးလျနဲ့အရှေ့တောင်အာရှတဝိုက်မှာအဓိကတွေ့မြင်ရပါတယ်သူတို့ရဲ့ပုံပန်းသွင်မျိုးကိုကြည့်ပြီးအန်နီယယ်မရှိဘူးလို့တော့မထင်လိုက်ပါနဲ့လက်တံလေးတွေမှာ harpoons လို့ခေါ်တဲ့အရာလေးတွေပါပြီးတော့အဲ့ဒီ harpoons တစ်ခုချင်းစီမှာအရန်အားပြင်းတဲ့အစိတ်တွေပြည့်နေပါတယ်အဲ့ဒီအစိတ်ကလူနှလုံးကိုမိနစ်ပိုင်းအတွင်းမှာရက်သွားစေနိုင်ပါတယ်ဒီကူးနေတော့အစိတ်မိသွားမယ်ဆိုရင်တော့ကန်းကိုပြန်မရောက်ခင်တေဆုံးသွားနိုင်ပါတယ်ဒီ box jellyfish ဟာသမုဒ္ဒရာထဲမှာအနည်းအရှိဆုံးနေမကဘဲနဲ့ကမ္ဘာသေးစီနိုင်ဆုံးတရားဝါတွေကတကောင်လည်းဖြစ်နေပါတယ် salt water crocodile ရေငန်မီချောင်းရေငန်မီချောင်းကကမ္ဘာပေါ်မှာအကြီးဆုံးတွားတရားဝါဖြစ်ပြီးရန်မူတက်ဆုံးသားကောင်တွေကတကောင်လည်းဖြစ်ပါတယ်ငမန်းတွေလိုစမ်းကြိုက်တာမျိုးမဟုတ်ပဲတစ်ခါကြိုက်ရင်အယိုးတွေကြေအောင်ကြိုက်ပြီးတစ်ခါတည်းတေအောင်ကြိုက်မှာပါသူတို့ဟာနေပေါ်ကငါးဖမ်းသမားတွေကိုဆွဲချတာရေကျွဲကြီးတွေကိုပါအနိုင်ယူတာငမန်းတွေကိုပါဖမ်းစားတာတွေအထိလုပ်နိုင်ကြပါတယ် Blue ring octopus တင်းငယ်တယ်လှပတယ်ပြီးတော့တေလောက်အောင်လည်းအန်ရရှိပါတယ်သူတို့ဟာကောက်တီးအရွယ်စားလောက်ပဲရှိပါတယ်အထူးသဖြင့်ဩစတြေးလျနဲ့ Pacific ဒေသတွေမှာတွေ့ရပါတယ်အကိုက်ခံလိုက်ရရင်အစာပိုင်းမှာတိတာတဲ့နာကျင်မှုမျိုးမရှိပါဘူးဒါပေမဲ့သူ့ရဲ့အစိတ်ထဲမှာအာရုံကြောကိုထိခိုက်စေတဲ့ပြင်းထန်တဲ့တက်ပစ္စည်းတွေပါဝင်ပြီးမိနစ်ပိုင်းအတွင်းမှာပဲခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားမရဖြစ်နိုင်ပါတယ်ပြန်လည်ကုသနိုင်တဲ့နည်းလမ်းလည်းမရှိသေးပါဘူးလှတယ်ဆိုပြီးလက်ထဲယူလိုက်တာနဲ့အသက်သေဆုံးတဲ့အထိအမှားဖြစ်သွားနိုင်ပါတယ် Great White Shark သမုဒ္ဒရာတွေကအန်နီယယ်တွေအကြောင်းပြောတဲ့အခါမှာဒီငမန်းပြူကြီးတွေကလည်းမဖြစ်ပါပဲပေ20ကျော်အထိကြီးထွားနိုင်တဲ့ဒီသားရဲကြီးဟာမိုင်မောင်းများစွာကသွေးတစ်စက်ကိုတောင်ခံစားသိရှိနိုင်ပါတယ်၎င်းဟာလှုပ်ရှားမှုကိုအာရုံခံနိုင်ကိုဟန်အမှုရာကိုဖတ်နိုင်ပြီးတော့မယုံနိုင်လောက်တဲ့အမြန်နှုံးနဲ့အောက်ကနေဝင်တိုက်တတ်ပါတယ်ပထမဆုံးကိုက်ချက်တစ်ချက်ထဲနဲ့တင်အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ် Wine snail ဟုတ်ပါတယ်ခယူတကောင်ပါပဲဒါပေမဲ့တာမန်ခယူတော့မဟုတ်ပါဘူးဒီခယူလေးရဲ့အစိတ်ဟာလူတစ်ယောက်ကိုနိုင်ပိုင်းအတွင်းအသက်ဆုံးရှုံးစေနိုင်လောက်အောင်ပြင်းထန်ပြီးသူ့ရဲ့တင်းငယ်လာတဲ့လှန်တန်ပုံစံအဆွဲလေးကနေအစိတ်ကိုထိုးသွင်းပါတယ်အစာပိုင်းမှာစူးတယ်လို့ခံစားရတယ်ပြီးရင်ထုံလာတယ်နောက်ဆုံးလှုပ်ရှားမရတော့ပါဘူးတချို့ဆိုအသက်ရှူလမ်းကြောင်းပိတ်သွားတတ်ပါတယ်တချို့ wine snail တွေမှာလူ100ကျော်အထိတေးစေနိုင်တဲ့အစိတ်တွေပါဝင်နေပါတယ်ဒါကြောင့်အိန္ဒိယ Pacific ရေပြင်မှာလှပတဲ့အစင်းကြားတွေပါတဲ့ခယူကွန်လေးတွေတွေ့ရင်ဘယ်တော့မှမတိုင်ပါနဲ့လို့အကြံပေးလိုက်ပြ Stonefish လို့ခေါ်တဲ့ဒီငါးဟာရေအမြန်မကူးပါဘူးသားကောင်ကိုလည်းလိုက်မဖမ်းပါဘူးသူလှုပ်တာကတော့စောင့်နေတာပါပဲဒီငါးဟာသမုဒ္ဒရာကျမ်းပြင်မှာကြောက်တုံးတစ်ခုလိုနေတတ်ပြီးမတော်တဆခြေနဲ့တက်နေမိရင်တော့သူ့ကြော်ရိုးစုတွေကခြေကိုဖြတ်ပစ်ချင်လောက်အောင်နာကျင်တဲ့အစိတ်ကိုထိုးသွင်းပါလိမ့်မယ်ဒီအစိတ်ဟာရောင်ရမ်းခြင်းကြက်သားအားနည်းခြင်းတွေကိုဖြစ်စေနိုင်ပြီးကုသမှုမခံယူရင်နှလုံးကိုပါရက်စေနိုင်ပါတယ်အသက်အန္တရာယ်ရှိတဲ့ဒီငါးဟာပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်နေတာကြောင့်ရေကူးသမားတွေသတိထားသင့်ပါတယ်ဟော့ကာဟီလာဝေးဟော့ကာရီဟာညံကောင်းပြီးတော့ကြောက်စရာကောင်းပါတယ်သူတို့ဟာအဖွဲလိုက်ညီညီညွတ်ညွတ်အမဲလိုက်တတ်ကြပြီးတော့၎င်းနဲ့တကောင်ဆက်သွယ်ပြောဆိုတာသားကောင်လိုက်နီးပြူဟာတွေလည်းပြောင်းလဲတတ်ကြပါသေးတယ်ဒီသားရဲတွေကညံဆန်တိကြတယ်လူကိုတိုက်ခိုက်လေသိမ့်မရှိပေမဲ့သူတို့ကကြောက်စရာသားရဲကြီးတွေဖြစ်ပါတယ်သူတို့ကိုဘယ်တရိษံကမှလိုက်မစားနိုင်တယ်လို့သူတို့ရဲ့လမ်းကိုတားနိုင်တယ်လည်းမရှိပါဘူးဟုတ်ကဲ့ပါကျွန်တော်အခုပြောပြပေးခဲ့တာတွေကတော့သမုဒ္ဒရာကြီးတဲ့အောက်မှာရှိတဲ့အန်နီယယ်ရှိလာတဲ့ရေသတ္တဝါတွေအကြောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဘယ်သားရဲတွေကအန်နီယယ်အများဆုံးလို့ထင်ပါတယ်လေကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဘူဒရာရဘွယ်စိတ်ဝင်စားဘွယ်အကြောင်းအရာလေးတွေကိုအမြင်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ဥဒလွင်မြေ YouTube Channel လေးကိုလည်း Subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးကြဖို့အတွက်ကြံပြုလိုက်ပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ